ပညာခေါင်းဆောင်ကြီးများနိုင်ငံခေါင်းဆောင်အဖွဲ့အစည်းခေါင်းဆောင်လူမှုရေးခေါင်းဆောင်ဘာသာရေးခေါင်းဆောင်စသည်အပြင်ကဏ္ဍအသီးသီးတွင်ခေါင်းဆောင်အသီးသီးရှိကြစမြဲဖြစ်ပါသည်ထိုသောခေါင်းဆောင်များကိုကျွန်တော်လေးစားယူသိစိတ်ရှိပါသည်သို့တော့ကျွန်တော်ကိုယ်တိုင်ကကျောင်းဆရာစာရေးဆရာဖြစ်နေသောကြောင့်ပေလားမသိပညာရေးခေါင်းဆောင်များကိုကယူသေးသည့်ပြင်ချစ်စိတ်ပါဝင်နေမိတတ်ပါသည်ရှေးခေတ်ခက်လန်းလန်းကိုပြန်ကြည့်လိုက်မည်ဆိုလျှင်အင်းဝါခေတ်ကဒုတိယမင်းခေါင်လက်ထက်တွင်ပေါ်ပေါက်ခဲ့သောရှင်မဟာတီလဝန္တသည်ကျောင်းတိုက်ကြီးတစ်ခုလုံး၏ပဓာနနာယကဆရာတော်ပါမောက္ခချုပ်ဖြစ်သည်ကျောင်းဆရာကြီးတစ်ပါးဟုသာဆိုရတော်မူဆရာတော်တင်ပေးလိုက်သည့်သင်ခန်းစာများမှာယခုထက်တိုင်ကျွန်တော်တို့တစ်မျိုးသားလုံးအားတွင်တင်နေစေဖြစ်သည်ကျွန်တော်တို့နှင့်အလွန်နီးစပ်သောမကြာသေးမီကခေတ်ကိုပြန်ကြည့်လျင်လဲပညာခေါင်းဆောင်များကိုတွေ့နိုင်ပါသည်အမျိုးသားပညာဝန်ဦးဖို့ကြသည်နိုင်ငံရေးခေါင်းဆောင်တရားမဟုတ်ပညာရေးခေါင်းဆောင်တယောက်သာဖြစ်သည်အမျိုးသားเจ้าများပေါ်လာလိုက်သည့်နေ့တစ်ပြိုင်နက်ဦးဖို့ကြမြို့မဆရာလွင်အစရှိသောထိုသောပညာခေါင်းဆောင်ကြီးများသည်တင်ယိုညွန်းနှံပြဋ္ဌာန်းချက်များအပါအဝင်ပညာရေးစီမံကိန်းကြီးတွေဆွဲကြသည်ထိုစီမံကိန်းကြီးများကိုနေမနာညမနာစ조사ပန်းစားအကောင့်ထဲပေါ်ကြသည်ဆရာကြီးဦးဖို့ကြဆိုလျင်မြို့သားရေးအတွက်မြမကုံကြီး950ကောက်နှုတ်ချက်စသည်အားဖြင့်စာအုပ်တွေကိုပြုစုလိုက်သေးသည်အမျိုးသားကျောင်းမှထွက်သောကျောင်းသားများသည်နောင်ခါနိုင်ငံကောင်းဆောင်များဖြစ်လာကြသည်ဆရာကြီးဦးရာဇတ်ဆိုလျင်အမျိုးသားကျောင်းအုပ်ကြီးဖြစ်သည်အမျိုးသားကျောင်းအုပ်ကြီးပိသားလိုက်ပုံကသူတပည့်များရေးကြသည့်စာအုပ်တွင်တလုံးတစ်ခဲတည်းတွေ့ရသည်သူကိုယ်တိုင်ကတော့မွတ်စလင်တစ်ယောက်ဖြစ်သည်သို့သောကျောင်းတက်ဖျားရှိခိုးချိန်တွင်ကျောင်းသားတိုင်းတက်အောင်ဂရုစိုက်သည်ဖျားရှိခိုးချိန်တွင်လက်ပြီးအိမ်သာတက်တလူလူလုံနေသူများကိုချိန်တစ်ချောင်းနှင့်လိုက်ရိုက်လေးရှိသည်ဆိုတာဖတ်လိုက်ရတော့ဆရာကြီး၏သဘောထားကြီးရင်မှုကိုအံ့ဩသည့်ဖြင့်သူမို့မှမနှံစောဟုတွေးကဖတ်နေရင်ပြုံးလိုက်မိသေးသည်နောက်ပိုင်းတွင်သူတပည့်တွေကနိုင်ငံရေးခေါင်းဆောင်များဖြစ်လာကြတော့သူ့ကိုဝန်ကြီးအဖြစ်တင်မြှောက်ကြသည်လောက်ပိုင်ခွင့်ရလာသည့်နေ့တစ်ပြိုင်နက်ပထမဆုံးလှုပ်လိုက်သည်ကအင်္ဂလန်ကမဟာသိပ္ပံပွဲရထားပြီးဖြစ်သောဦးကိုကိုလေးကိုခေါ်ခဲ့ပြီးမန္တလေးတက္ကသိုလ်ကိုချက်ချင်းတီထောင်ခိုင်းလိုက်ခြင်းဖြစ်သည်ဦးကိုကိုလေးခမကွန်းလေး100လောက်တောင်ရာစားချိန်မရမန္တလေးသို့အတင်းပြေးရလေသည်ဤသို့အားဖြင့်မန္တလေးတက္ကသိုလ်ကြီးပေါ်ပေါက်လာခဲ့ပါသည်နိုင်ငံခြားသို့ပညာတော်သင်စေလွှတ်ချင်းခံရသောပါရဂူတွေတပုံကြီးပေါ်လာခဲ့သည်သူတို့ဆရာကြီးကိုတပည့်တွေကမြှောက်စားလိုက်သည်နှင့်ပင်ဆရာကြီးဦးရာဇက်ခမမှာလည်းလောက်ကြံခံရမှုတွင်ပါဝင်ပြီးစောစောစီစီအနှိမ့်ဆရောက်သွားရရှာတော့သည်ထိုအချက်ကိုစဉ်းစားမိလိုက်ပြန်တော့မြို့မဆရာကြီးဦးဘလွင်အကြောင်းကိုသတိရမိပြန်သည်သူကိုလည်းအချို့တပည့်များကဝင်ကြီးတင်ရှင်ကြသည်သို့သောအချို့တပည့်များကမြို့မကျောင်းကြီးအရှိန်ပြက်မိကိုစိုးရိမ်ကြ၍၎င်းဆရာကြီးကိုယ်တိုင်ကနိုင်ငံရေးဘက်ကိုမကူးလို၍၎င်းဝင်ကြီးမဖြစ်လိုက်ရှာတော့ချေမြို့မဆရာကြီးအဖြစ်အသက်ထက်ဆုံးတာဝန်ထမ်းဆောင်သွားနိုင်ခဲ့လေသည်ပညာခေါင်းဆောင်ကြီးတွေအကြောင်းကိုစဉ်းစားမိလိုက်လျင်ဆရာကြီးဦးဖေမောင်တင်ကိုခြံထားလို့မရစကောင်းရန်ကုန်တက္ကသိုလ်တွင်ရခင်ကမြန်မာစာပြဋ္ဌာန်းခြင်းမရှိတက္ကသိုလ်တွင်မြန်မာစာပေကိုသင်ကြားရန်အဆိုပြုတော့မြန်မာစာမှာရတစာပေရှိလို့လားဇာတကတွေကိုထည့်မပြောနဲ့အဲ့ဒါတွေကပါဠိစာပေတွေဘာညာနဲ့အမေးခံခဲ့ရသေးသည်ဤဒီတွင်ရှိပါတော့ကောဟုကြီးကံရှင်ကြီးတို့ဥပုံများတို့စာတိစာပေများကိုတင်ပြခဲ့ရသည်ထိုကျေးဇူးကြောင့်ကျွန်တော်ဒီပင်ရန်ကုန်တက္ကသိုလ်မှမြန်မာစာနှင့်မဟာဝိဇ္ဇာဘွဲ့ကိုရလိုက်ခဲ့သေးသည်မြန်မာစာဌာနတွင်ဆရာအဖြစ်အမှုထမ်းခွင့်ရခဲ့သေးသည်မြန်မာပြည်ကမြန်မာတက္ကသိုလ်မှတွင်မြန်မာစာသင်ကြားရသောအခြေအနေမှမြန်မာစာဌာနကြီးတစ်ခုဝဝံထက်တဲ့ပေါ်ပေါက်လာအောင်စွမ်းဆောင်ပေးခဲ့သည့်ပညာခေါင်းဆောင်ကြီးကိုကျွန်တော်တို့ဘယ်မှာမေ့ရက်နိုင်မှာတော့မည်နီမကြသေးမီကစာရေးဆရာအောင်စိုးနှင့်တွေ့လိုက်မိသေးသည်အောင်စိုးဟုဆိုလိုက်လျင်ရခုခေတ်လူငယ်များကပကြီးအောင်စိုးနှင့်ရောထွေးသွားတဲ့သောကြောင့်စာရေးဆရာအောင်စိုးဟုခွဲခြားရေးလိုက်ရခြင်းဖြစ်ပါသည်သူကညောင်ဦးသားဆိုပါစို့ထိုစဉ်ကညောင်ဦးမြို့တွင်အထက်တန်းကျောင်းမရှိသေးထို့ကြောင့်သူခမကျွန်တော်တို့တောင်တွင်းကြီးအမျိုးသားကျောင်းတွင်လာနေလိုက်ရသေးသည်1300ပြည့်ကျောင်းသားတစ်ပိတ်ဖြစ်တော့သူတောင်တွင်းကြီးမှာပဲရှိနေသေးသည်ဒေါက်တာဖမော်အစိုးရပြုတ်ကျပြီးနောက်ပိုင်းတွင်ဂလုံဦးစောနိုင်ရင်ဝင်ကြီးချုပ်ဖြစ်လာသည်ထိုအခါတွင်ဦးစောကညောင်ဦးအမတ်အားသူ၏မျိုးချစ်ပါတီကိုဝင်မလားဝင်လျင်ညောင်ဦးမြို့ကိုတမ်းမြင့်ချောင်းပေးမည်ဟုကတိပေးသည်
မြို့ကလူတွေကိုတိုင်ပင်ကြည့်လိုက်တော့မြို့ကန်လူကြီးတွေကလည်းဝန်တာဝန်လိုက်ဟုတိုက်တွန်းကြသည်ဤသို့နှင့်မြို့ချစ်ပါတီကိုဝင်လိုက်တော့ချက်ချင်းတမ်းမြေကျောင်းတစ်ခုကိုချပေးလိုက်သည်ထဲပေးလိုက်သည့်ဆရာတွေကိုကြည့်အောင်ဘွဲရတွေ BA BED တောင်ပါလိုက်သေးသည်ထိုစဉ်ခေတ်က BA BED ကိုမဆိုထားနှင့် BA ရိုးရိုးပင်အတော်လေးရှားသောခေတ်ဖြစ်သည်မိတို့ပင်ဖြစ်စေထိုအမှတ်ကြောင့်ညောင်ဦးမြို့တွင်တမ်းမြင့်ကျောင်းကြီးပေါ်လာရခြင်းဖြစ်သည်ကျောင်းဆရာအကောင်းစားတွေကိုရလိုက်သည်မှာလည်းထိုညောင်ဦးအမှတ်အပြောကောင်းသောကြောင့်သာဖြစ်တန်ရပါသည်မိတို့ပင်ဖြစ်စေထိုအမှတ်ကိုညောင်ဦးမျိုးကကျေးဇူးတင်နေသည်အဖြစ်ဆုံးစာရေးဆရာအောင်စိုးကိုတော့ကျေးဇူးတင်နေသည်သူကထိုကျောင်းကပဲ10တန်းအောင်လာခဲ့ရသည်ကိုစစ်ပြီးလွတ်လပ်ရေးခေတ်တွင်တက္ကသိုလ်ကြီးရှိပါတော့လဲအလုပ်တစ်ဖက်နှင့်ကျောင်းတက်လို့မရနိုင်အလို့ဝင်ဖြေခွင့်ရှိပါတော့လဲအောင်တီးလို့ကိုမရအောင်ထက်လွန်းလှသည်ဒီတော့မှဆရာကြီးဦးဆန်းရွှေကခေါင်းဆောင်ပြီးတက်ကြီးတက္ကသိုလ်ဟုကျောင်းဖွင့်ပြလိုက်သည်ထိုအခါတွင်မှအလုသမားများမှာပညာရေးအသက်ရှူချောင်သွားကြသည်နောက်အခါတွင်တော့တက်ကြီးတက္ကသိုလ်မှသည်လှုပ်သားကောလိပ်ဖြစ်လာသည်ပညာရေးခေါင်းဆောင်ဆရာကြီးဦးဆန်းရွှေ၏ကျေးဇူးဟုဆိုရပေမည်စစ်ကြီးပြီးလိုက်လို့လွတ်လပ်ရေးရသောအခါတွင်မိမိတို့မြို့နယ်ကျေးရွာတို့ကိုဖွံ့ဖြိုးစေလိုသောရဟန်းတော်များသည်လည်းပညာရေးခေါင်းဆောင်များဖြစ်လာကြပြီးသင်ခန်းတော်တဖားဖားနှင့်ဟိုပြေးဒီလွှတ်လောက်ကမိမိတို့မြို့မှာတမ်းမြင့်ကျောင်းရအောင်မူလာတန်းကျောင်းရအောင်အလယ်တန်းကျောင်းဖြစ်အောင်ချွေးတလုံးလုံးနှင့်ကြိုးစားတော်မူကြပြန်လေသည်ဖြစ်လဲဖြစ်လာကြသည်ထို့ကြောင့်ကျေးလက်များကအစပညာရေးမျက်စိပွင့်လာကြသည်ယခုအခါတွင်တော့ဖြင့်ကျေးလက်ဆရာတော်ကြီးများပဇင်းငယ်ကလေးများကကျေးရွာဆေးပေးကမ်းလိုကျေးရွာစာကြည်ကမ်းကလေးများဖြစ်လာအောင်ကြိုးပမ်းနေကြသည်ကိုတွေ့ရသည်စာကြည်ကမ်းကလေးတွေဟောတစ်ခုပေါ်လာနေသည်မှာတိုင်းပြည်နှင့်လူမျိုးအတွက်အလွန်မင်္ဂလာရှိသောလှုပ်ဆောင်မှုများဖြစ်သည်ဟုဆိုထိုက်သည်ကျေးရွာနည်းနည်းလေးကြီးလာလျင်ဗီဒီယိုယုံလေးတစ်ခုတော့ရှိနေမြဲဖြစ်သည်ထိုကဲ့သို့ဗီဒီယိုယုံပင်ရှိနိုင်သေးလျင်စာကြည်ကမ်းတစ်ခုလောက်တော့ဘာကြောင့်မရှိနိုင်ရမလဲဟုသောစိတ်ဖြင့်ကြိုးပမ်းပါသည်ဟုပဇင်းငယ်လေးတစ်ပါးကကျွန်တော်အားမိန့်ကြားခဲ့ပူပါသည်ကျေးရွာများတွင်ကြီးလိုက်လျင်စာတင်ကျောင်းမရှိသောရွာနှင့်ရှိသောရွာအတော်ကလေးကိုခွာခြားသည်ကိုကျွန်တော်သတိထားမိသည်စာတင်ကျောင်းမရှိသောကျေးရွာကလူငယ်ကလေးများမှာအသိဉာဏ်ဗဟုသုတအပတ်ပတ်မှာနှိမ်ကျနေတတ်သည်စာတင်ကျောင်းရှိသောကျေးရွာကလူငယ်များမှာမိမိတို့ကိုယ်တိုင်ကထိုက်တဲ့သလောက်ပညာတတ်လာကြရုံမကစာတင်ကျောင်းကဆရာဆရာမများကလည်းကျေးရွာ၏ပညာကောင်းဆောင်များဖြစ်လာကြတော့သည်ထိုကဲ့သို့ပင်စာဖတ်သိရှိသောကျေးရွာနှင့်မရှိသောကျေးရွာအဆင့်ကွာနေတတ်သည်ကျွန်တော်ကစာပေဟောပြောပွဲခီးအဖြစ်ကျေးရွာများတို့တိုင်အောင်ရောက်ခဲ့ရသည်ဖြစ်သောကြောင့်ထိုစကားကိုအပိုင်ပြောနိုင်ခြင်းဖြစ်ပါသည်စာကြည်သင်ဖွံ့ဖြိုးသောကျေးရွာတို့စာပေဟောပြောပွဲလိုက်သွားမိလျင်ကျေးရွာမို့လို့ဆိုပြီးအထင်မသေးလိုက်လေနှင့်ဆွေးနွေးပွဲတွင်မေးလိုက်သည့်မေးခွန်းများမှာအတော်တန်စာရေးဆရာလိုက်လာမိတာမှားလေခြင်းဟုချွေးပြန်နေလောက်သည်ယခုကဲ့သို့ကျေးလက်ပညာကောင်းဆောင်များပေါ်ပေါက်စပြုနေခြင်းမှာနိုင်ငံတော်ကောင်းစားမည့်အတိတ်နမိတ်များဖြစ်သည်ဟုကျွန်တော်ယုံမှတ်ပါသည်တနိုင်ငံလုံးတွင်ပညာကောင်းဆောင်များတိုး၍ပေါ်ပေါက်လာပါစေတည်း